ရည်ရွယ်ချက်ကိုကြီးကြီးထားတာကောင်းပါတယ်ဒါပေမဲ့အခါတလေမှာကျွန်တော်တို့ရည်ရွယ်ချက်တွေအိမ်မက်တွေအရန်ကြီးမားလွင်ရဖို့တော်တော်ကြာပါတယ်ခက်ခဲပါတယ်ကြမ်းတမ်းပါတယ်ဆိုတော့အဲ့ရည်ရွယ်ချက်လမ်းပေါ်မှာပဲဒီရည်ရွယ်ချက်ကိုတစ်နေ့ရောက်မဲ့ပန်းတိုင်အတူတူပဲကိုရည်ရွယ်ချက်အသေးလေးတွေဖတ်ထုတ်လိုက်ပါအဲ့အသေးလေးတွေကိုနေ့စဉ်လုပ်သွားမယ်ဆိုရင်အချိန်မှာရည်ရွယ်ချက်အကြီးကိုရရှိမယ်ပန်းတိုင်ကိုရောက်ပါဆိုတော့ဒီပုံလေးထဲကအတိုင်းပဲကျွန်တော်တို့အကြီးကိုပလင်းနဲ့ထည့်လို့မရနိုင်ပါဘူးပလင်းနဲ့ထည့်နိုင်မယ်အရွယ်အစားမျိုးလေးတွေထည့်ပါကျေးဇူးတင်ပါတယ်